မင်းတို့ပဲဆန္ဒပြမင်းတို့ပဲအာဏာသိမ်းနီးရနေစိမ်းကိုလက်နဲ့ပြတ်ကားလာချိတ်အာရမအုပ်ချုပ်မင်းတို့မလေးစားတဲ့လူခွေရေး2008စစ်ကျွန်းဥပဒေပြုပြင်ပေးတိုင်းပြည်နှံ့မှာတပိတ်တွေမှောက်ကြအိမ်ပေါ်ကနေအိမ်ရှိကနေလမ်းပေါ်ရောက်လာမင်းတို့သာတက်တီပြတ်သွားပဲငါတို့တက်ခေါက်မလို့သူတို့မှဖျောက်တွေနဲ့ဆိုပေမဲ့တားရင်ငါတို့ကြောက်မနေဘူးအာဏာရှင်မှန်သမျှကိုစက်တင်ကြပါမျိုးအဲ့ဒါမှပဲမြန်မာပြည်တိုးတက်တန့်စင်သွားမှာမို့သူများနေရကိုဖြန့်ဝင်စားတာမျိုးဆိုနင်းုံနာနာချင်းသူကြီးလူငယ်စီးလုံးကြပါရေးတော်ပုံကာလာအတွင်းမင်းတို့တိုင်းဝိုင်းမဲ့ချမ်းသာသွားတာဒီလုံးစစ်ရဲ့ကိုရိုးရှာလက်နက်ကိုင်ဖက်စစ်တဲ့မခင်းနဲ့နိုင်ငံတော်ချင်းမင်းတို့အုပ်ချုပ်မှုအောင်မစိုးခြင်းဘူးအစိတ်သားကြောက်ကဒါရတဲ့ဒီမိုကရေစီမလို့ခြင်းဘူးမော်ဒယ်တဲ့ဆိုတဲ့မောကဘာလေမမြင်မသိတဲ့မင်းတွေကိုအခက်ဖို့ငါတို့ကဆင်သင်မဲမင်းတို့ကလက်နက်ကိုင်သဘုံတွေပဲမလားဖြစ်စစ်ဖက်နှက်အောက်ကိုရောက်သွားရင်ငါတို့ရဲ့မဲပြားတွေမတရားမှုတွေအလုံးတောက်ချပြီးနိုင်ကျခံရတာမျိုးတွေနောက်တစ်ခါမရှိရပြည်သူတယောက်နေနဲ့ငါဆန္ဒကိုထောက်ပြသည့်အတွက်အများကြီးချိန်တော်ရောက်လာပြီးဖမ်းသွားရင်တော့ကြောက်စရာမရှိ